တဲ့သူမောင်းတထားရဲ့ချစ်တဲ့ကြောင်တွေမောင်းကြည့်ပြောပြမယ်ချိန်ရောသမုန်းရှင်လေးလေးအိမ်သူလေးတော့ဖြစ်စေခြင်းနဲ့ချစ်ရင်လက္ခဏာခဏမေးတာစိတ်မဆူနေဖို့ရာသူချောလေးရဲ့ကျွန်တော်ချစ်တဲ့ရာသူကလေးကရာတွေတိုင်းမှနေပါတယ်ကျွန်တော်ကတော့ရကုန်သားပါချစ်တဲ့ကြောင်လေးပြောပြခြင်းလို့တကယ်ဖြစ်စေခြင်းနဲ့ချစ်ရင်လက္ခဏာခဏမေးတာစိတ်မဆူနေဖို့ရာသူချောလေးရဲ့ကျွန်တော်ချစ်တဲ့ရာသူကလေးကရာတွေတိုင်းမှနေပါတယ်ကျွန်တော်ကတော့ရကုန်သားပါအေးရမြေမှာချေချခြင်းလို့တကယ်မိမချိုးလေးများရှိရမယ်တဲ့ဒီမောင်ဟင်းနှလုံးသားလေးမမေးလေးတယောက်သာဆုံးမနိုင်လို့တဲ့ဖြူစင်တော့တဘောကောင်းလို့ရဲ့စားတင်ပွဲလို့ဝေရှာမကုန်နဲ့ချိုးသားရဲ့စကားလေးများနဲ့ဒီလူရင်ကိုဆုံးမနိုင်လို့တဲ့သမုန်းဖေးမေးရာရီသားတော့ဖြစ်ချင်ပါတယ်ချစ်တဲ့သူမောင်းတထားရဲ့ချစ်တဲ့ကြောင်တွေမောင်းကြည့်ပြောပြမယ်ဒီမှာသမုန်းရှင်လေးလေးအိမ်သူလေးတော့ဖြစ်စေတဲ့နဲ့ချစ်ရင်လက္ခဏာခဏမေးတာစိတ်မဆိုးတဲ့ဖို့ရာသူချောလေးရဲ့ကြံကုန်တဲ့စကိုင်းတိုင်းထဲမှာမိမချိုးလေးများရှိတာမှန်တယ်ဒီမောင်ရင်နှလုံးသားလေးမှာမင်းလေးတယောက်သာဆုံးမနိုင်လို့တဲ့the book on the yes andပွဲလို့ဝေရှာမကုန်နဲ့ချိုးသားတဲ့စကားလေးများနဲ့ဒီလူရင်ကိုလောက်ခံနိုင်လို့တဲ့ချစ်မိသူဒီတယောက်လေးသာထာဝရဆုံးတွေကရည်ရွယ်ဒီမှာပြောင်းရင်သူကောင်းမဖြစ်တဲ့အေးအတိုင်းမှမင်းနဲ့ရှေ့ချမယ်ဖြစ်စေခြင်းနဲ့ချစ်ရင်လက္ခဏာခဏမေးတာစိတ်မဆိုးတဲ့ဖို့ရာသူချောလေးရဲ့